အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့မြန်မာရသ YouTube channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာမမော်အေဂရီရေးသားထားတဲ့ပရလောကနဲ့ကြောင်းမဖွယ်ရာဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်ပေမင်းကိုယ်စားလှယ်ဇာတ်လမ်းနဲ့ကလေးပြောတဲ့ညဇာတ်လမ်းတို့ကိုပူးတွဲတင်ဆက်ပေးမှာဖြစ်ပါတယ်အခန်း1ပေမင်းကိုယ်စားလှယ်ခေမာယာအလေရိုးမှတောင်ကြီးရွာလေးတရွာဖြစ်သလိုမြို့နယ်လည်းအလံဝေးလာတာကြောင့်အပြင်လူအရောက်ပေါက်နေလာတယ်။ရွာသူရွာသားတွေကလည်းအသိပညာဘုဒ္ဓနေပါလာသလိုမီယိုဖလာရာလုံးကတောတက်ထင်းရှာစိမ့်မရှာအလုံးများကိုသာလောက်ကန်ကြတယ်။တချို့တလေမြို့တက်လှုပ်လှုပ်ထားစီပေမဲ့အရေးအတွက်ကတော့အလွန်နေပါလာပြီတယ်။ခေမာရွာနဲ့အနီးဝန်းကျင်ရွာများမှာအနည်းဆုံး9မိုင်ခန့်ဝေးကွာတာကြောင့်တီးခြားရွာလိုဖြစ်နေတယ်။အင်ချီ100ကျော်ရှိတယ်ဆိုပေမဲ့ခြံတွေကကျယ်လွန်းတာကြောင့်ရွာကကြီးလာသည်ဟုထင်ရ၏အင်းဝဘီတစ်ပါး၏အမျက်ရှာခံရသည့်မိဖုရားတစ်ပါးလာရောက်ပုံးဆောင်စကန်ချရာမှရွာဖြစ်လာသည်ဟုပြောကြသလိုရွာနှင့်မလန်မကန်တောင်ကုန်းပေါ်မှာတော့ကြီးမားသည့်ကြောက်လှိုင်ကူကြီးတည်ရှိပါလေတော့တယ်ထိုကူကြီးမှာမိဖုရားရုပ်ထုတစ်ခုရှိသလိုရာသားနှင့်တန်ကိုကင်ထားသည့်မိဖုရားရုပ်ထုလူတယောက်အရွယ်စားရှိ၍လူသားတယောက်ဟုထင်ရ၏ရွာထဲရွာဝင်လမ်းဘေးမှာတော့မိဖုရားနန်းဆန်ခဲ့ရာကျွန်းနှန်းဟုခေါ်သောအိမ်ကြီးတစ်လုံးလည်းရှိပါတယ်။ထိုအိမ်ကြီးထဲမှာထူးခြားသောမိသားစုတစ်စုနေထိုင်တယ်။အဖွားတို့သူ့မြေးမ9ဦးနဲ့အိမ်တော်ဆောင်ဦးအက်ကဆိုသည့်အသက်50ကျော်အရွယ်လူကြီးတို့နေထိုင်ကြပါတယ်။ရွာကတကြီးပါဝင်ရွာသူရွာသားတို့မှာထိုအိမ်မဲကြီးမှလူများနဲ့မပတ်သက်ရဲကြအလုံးမကြောက်ကြ၏။အကြောင်းမှာအိမ်မဲကြီးမှအဖွားဦးမြေးမ9ဦးမှာတဦးအသက်ရွယ်ချင်းလည်းမကွာလာတာကြောင့်ရွယ်လူလိုဖြစ်ပြီးအလွန်လှပကြ၏ခေမာရွာထဲရှိလူမျိုးကလာသားများကတော့ထိုညီမ9ဘော်ကိုရောင်လို့တောင်စိတ်ကူးမရင်ရဲကြမြေုံနှင့်ပင်သွေးပြတ်မတတ်ဖြစ်သွားကြ၏ထို့သောဖြစ်ရသည်ကလည်းအကြောင်းရှိလာပြီလေရွာမလူတွေတင်ပြီးဆိုလျင်ညီမ9ဦးထဲမှတဦးကညနေဝင်မိုးချောစတွင်တေဆုံးမဲ့သူ၏နေအိမ်ရှိ၌လာရဲ၍ခေါင်ရမန်းကိုလာရောက်ပေးလေတယ်ထို့သောပေးတာနဲ့အိမ်ထဲမှာလူနာဟာနေမကူပဲတေဆုံးပါလေတော့တယ်တေမင်းရဲ့တမန်တော်ဒါမှမဟုတ်ဝိညာဉ်တို့၏ကိုယ်စလဲညီမ9ဦးကိုတရွာလုံးကဖိမိတ်တော်အောင်ကြောက်ကြခြင်းလည်းဖြစ်၏ယခုလဲတရားမလာခွင့်ညညနေလာတာနဲ့စောင်းဝင်စားအေးတဲ့ကစိမ့်ကလေးရောက်လို့လာပြီတဲ့ရိုးမတောင်ကြီးရွာဖြစ်တာကြောင့်စီနင်းတို့လည်းတပေါက်ပေါက်ကြလို့နေလေ၏အိမ်မောကြနေသောရွာဤထိတ်မှာတကူလုံးနှက်ပြောင်နေသောခွေကြီးတကောင်ဤဆွဲငင်ဥလိုက်တဲ့တန်ကကြေလောင်စွာထွက်ပေါ်လို့နေပါတော့တယ်ဟင်အေးမေတယောက်လန်နိုးသွားပြီးသူ့ဘေးကကလေးကိုစမ်းလိုက်ရမတွေ့သဖြင့်ဘေးကအိတ်နေသည့်သူယောက်ျားမိုးကြီးအားကိုမို့ထားပါအောင်ကိုမို့ရဲ့မိုးကြီးအားအော်ပြီးပြန်အိတ်သွားပါတယ်အေးမေကထားထိုင်၍မိုးကြီးခန္ဓာကိုယ်လှုပ်လိုက်ခါကိုမို့ထားဆိုကြောက်သမီးလေးမရှိတော့ဘူးတော့ဟေးထိုအခါမှမိုးကြီးအားအိမ်မုံစုံမွားဖြင့်ထားပြီးမိကွာထုံးစမ်းအေးမေရှိမှာပေါ့ကွာမှောင်နေလို့မတွေ့တာနေမှာပါကွာထုံးလိုက်မယ်အေးမေဟာခေါင်းရင်းခုံပေါ်တွင်တင်ထားသည့်ရနံစီမိကွက်နှင့်မိကျစ်တို့ကိုလက်နှင့်ဆန်းကာမိကွက်တွင်ညှိလိုက်ပါတော့တယ်မိလင်းအောင်ရသောသဖြင့်သူတို့အိတ်ခမ်းလေးကိုရှင်းလင်းစွာမြင်လိုက်ရသည်ဟင်ဟာလင်မယားနှစ်ယောက်သားဟာလွန်စွာမှအံ့ဩလို့သွားပါတော့တယ်သမီးလေးမရှိတော့ဘူးကိုမိုးရဲ့အေးမေရဲ့စိုးနေစွာပြောလိုက်တဲ့အတန်ကြောင့်ကိုမိုးတယောက်ဘာလို့လောက်ရမှမသိအောင်ဖြစ်သွားရပါတော့တယ်မိပေါင်းကွာငါရှာပါဦးမယ်ဒီလောက်ချင်းချင်းအိမ်လေးလည်းမရှိတာအစင်းကြီးကိုဘယ်နေရာမှာသွားရှာအောင်မှလဲမင်းကတော့ကွာမိုးကြီးလဲတဲအောင်စင်းကဘေးပတ်လည်နဲ့အောက်ဘက်တို့ကိုရှာကြည့်လိုက်ပါတော့တယ်မတွေ့ရအေးမေသမီးလေးကိုမတွေ့ဘူးဟာငိုတန်ပါကြီးနဲ့လှမ်းអော်လိုက်ပါတော့တယ်အေးမေကလည်း
ရှုံးပွဲချပြီးငိုလိုက်တယ်လို့မိုးကြီးကလည်းတဲရှိတစ်ပင်ကိုခေါင်းနဲ့ဆောင်းကခေါင်းကဖူးရောင်လို့နေပါတယ်သမီးလေးဟာလာသားရွယ်တစ်နှစ်ပင်မပြီးသေးဘယ်လိုလုပ်ကြမလဲကိုမိုးဘယ်လိုလုပ်ရမလဲမသိဘူးတခုတော့ရှိတယ်တကြီးရှိသွားမယ်လင်မညသားဟာမိကွက်အုပ်ကိုယူ၍မိကွက်ကိုထည့်ကာလက်တွင်ဆွဲ၍တကြီးအိမ်သို့ထွက်လာခဲ့ပါတော့သည်အခန်းနှင့်ကလေးပြောက်တင်ညဘလို့ဖြစ်ကြတာလဲငမိုးရဲ့တကြီးကမေးတော့မိုးကြီးနဲ့အေးမေတို့ဟာသူတို့အိပ်ပျော်နေရမှကလေးပြောက်သွားပုံကိုအဆအဆုံးပြောပြလိုက်ပါတော့တယ်တို့ရမှာခုလိုဖြစ်မျိုးတခါမှဖြစ်ဘူးတာမရှိဘူးဟဲ့ကောင်ငလုံးစိန်ကောင်းတဲ့အကုန်သွားခေါ်ဟုတ်ကဲ့တကြီးပြင်းမှာအိမ်ငိုင်းနေသည့်ငလုံးကတကြီးခြံထဲမှာထွက်ခါဆယ်အိမ်ကောင်းများခေါ်ရန်သွားပါတော့တယ်တောကောင်တော့မဖြစ်နိုင်ဘူးငမို့ဟုတ်ကဲ့တကြီးရွာထဲမှာတောကောင်ဝင်ခြီတိုင်ကနွားရဲ့အတန်မှာကြားမှာပေါ့ပြီးတော့မင်းတို့တောင်ရောအိမ်နေတာကလေးကူမှရွေးပြီးကြိုက်သွားတာမဖြစ်နိုင်ဘူးဒါနဲ့ကလေးငိုတန်ကြားသေးလားအေးမေတကြီးကအေးမေဘက်သို့လှည့်၍မေးလိုက်ပါတယ်မကြားရပါဘူးတကြီးရဲ့နေကအိမ်ရင်အိမ်မောကြားတယ်လို့လားချုပ်အိမ်စပါတဲ့တကြီးရဲ့ကလေးငိုတန်လုံးဝအခုမကြားရတာပါတကြီးလဲစဉ်းစားရခန့်နေတယ်ရရွာကိစ္စတာဝန်ရှိဆုံးကသူပဲမဟုတ်လားအခုလိုအဖြစ်မျိုးဆိုတော့တကြီးကောင်းချောရပြီလေထိုစဉ်ခြံထဲသို့ရွာသားနဲ့ဆယ်ရင်ကောင်းတချို့ရောက်လို့လာရာတကြီးကအကျိုးအကြောင်းကိုပြောပြလိုက်ပါတယ်ဆယ်ရင်ကောင်းမျိုးမြင်ဟာကျုပ်စဉ်းစားမိတာတခုရှိတယ်ဘာလဲမျိုးမြင်ပြောဟိုတလောကအောင်တဲ့မိမမီးမဖွားနိုင်လို့ဆုံးသွားတာရက်လေတာတိတ်မကြသေးဘူးလေဟုတ်တယ်လေဘာဖြစ်လဲသူများကလေးကိုလာခေါ်လာသွားများလားလို့မျိုးမြသူထင်တာကိုပြောတော့တကြီးကအောင်တယ်မိမစမ်းရီကသေးလို့တင်းချမ်းရောက်နေပြီဘယ်လိုလုပ်ကလေးကိုလာခေါ်လို့ရမှာလဲတကြီးကလည်းဗျာသူသေးတာအစိမ့်သေးလေတရေဖြစ်ပြီးကလေးကိုဆွဲလန်းစိမ့်နဲ့လာခေါ်တာများလားမှမသိတာမဖြစ်နိုင်ပါဘူးကွာတကြီးကပြောတာပြောရတယ်မျိုးမြင့်ပြောတာဖြစ်လဲဖြစ်နိုင်တယ်ကလေးပြောက်သွားတာကအလွန်ကိုထူးဆန်းနေသည်မဟုတ်လားစကားသံတွေကခစ်တာတိတ်ဆိတ်သွားစဉ်ဝင်းမြင့်ဆိုသည့်ရွာသားဟာကျုပ်တို့ဟိုအိမ်မဲကြီးကိုသွားမေးကြည့်ရင်ကောင်းမလားဟာမမေးရပါဘူးသူတို့ကမကျေနပ်လို့ဝင်းညင်နှုတ်လိုက်ရင်ကိုပါအသက်ပြောက်နေပါဦးမယ်အင်းငွေပြောတာဟုတ်တယ်အိမ်မဲကြီးနဲ့မပတ်သက်တာအကောင်းဆုံးပဲဟုတ်တယ်တယောက်တစ်ပေါက်စကားသံတွေစူညံစွာထွက်လာတာကြောင့်တကြီးကလည်းပဲကဲအားလုံးတော်ကြတော့ဘလို့လို့ရင်ကောင်းမလဲဆိုတာပဲစဉ်းစားကြအေးမေလည်းငုံမနေနဲ့မနေ့ရောက်ရင်တရွာလုံးအစည်းအဝေးခေါ်ပြီးခုကိစ္စကိုလုပ်မယ်တကြီးရဲ့ကျမသမီးလေးကိုပြန်တွေးမှာပါနော်တွေးမှာပါရွာတဲကတယောက်နောက်ထားတာလည်းဖြစ်မှာပါစိတ်လည်းတိတ်ပူမနေပါနဲ့တကြီးကလည်းပြောတာပြောရသည်ကလေးပြောင်းမိခင်တယောက်တော့ကကိုသူစာနာမိ၏မင်းတို့ကိုမှားလိုက်မယ်မနေ့ဆွမ်းကန်ကြွားပြီးချိန်လောက်တိန်တယောက်ငါ့အိမ်ကိုလာခဲ့ကြလို့လိုက်ပြောကြဟုတ်ကဲ့ပါတကြီးငမိုးနဲ့အေးမေတို့လည်းပြန်ကြတော့ညင်းကတိတ်နေနေပြီရွာသားတချို့ပြန်သွားပြီးမှမိုးကြီးနဲ့အေးမေလည်းတကြီးအိမ်မှလေးကွေးသောခြေလမ်းတို့ဖြင့်ထွက်လာခဲ့ပါတော့တယ်တကြီးရဲ့ခြံထဲမှာတော့ရွာကလူတွေစုံတလောက်စီလို့နေလေပြီလူတွေစုံတလောက်ရှိမှတကြီးကအပေါ်ထက်မှဆင်းလို့လာပြီးခြံထဲတစ်ပိရိတ်အောင်မှထိုင်နေကြသည့်ရွာသူရွာသားများရှိ၌မတ်တရက်ခါညကငမိုးနဲ့အေးမေတို့ရဲ့ကလေးအိမ်နေရင်ပျောက်သွားတယ်ငိုတန်လည်းမကြားရဘူးရွာတွေကကလေးနဲ့ပတ်သက်ပြီးသတင်းရတာများရှိကြလားရွာသူရွာသားတွေကလည်းတယောက်မျက်နှာတယောက်ကြည့်ကခေါင်းခါရင်းနဲ့ဘာသတင်းမှမကြားပါဘူးဟုတ်တယ်ဘလို့ဖြစ်တာလဲသူတို့ကလေးကိုဘယ်သူကခေါ်မှလဲရွာမှာထုံးစံမှမရှိတာတယောက်တစ်ပေါက်အတန်တို့ကလည်းထွက်လို့လာကြတယ်တကြီးကအချင်းတွေကိုကြည့်၍ကဲတော်ကြတော့ကလေးပျောက်သွားပုံကတိတ်ကိုထူးဆန်းနေတယ်ကျုပ်တို့တွေသူတို့ကလေးအတွက်ဘလို့လုပ်ပေးရင်ကောင်းမလဲဆိုတာခေါ်ပြီးတိုင်ပင်တာပါထိုခါမှရွာသူရွာသားတွေထဲမှာဒေါ်စိန်ဆိုသည့်မိန်းမကြီးတယောက်မတ်တထားရ၍ကျုပ်ညကအိမ်မက်မက်တယ်အိမ်မဲကြီးကညီမ9ယောက်လက်ထဲမှာကလေးတယောက်စီခြိထားတယ်ပြီးတော့အဲ့ဒီကလေးတွေရဲ့လေကိုဓာတ်နဲ့ဖြက်ထွက်လာတဲ့သွေးတွေကိုသူတို့ကိုလိမ့်နေတဲ့
ကြောက်ဖို့ကောင်းလိုက်တာပြောမနေနဲ့သူတို့ကတော့နှုတ်ပြပြီးလှတဲ့တောင်လှလာတယ်ဟင်ဟာကြောက်စရာကြီးပါလားတယောက်တစ်ပေါက်အတန်တို့ပြန်ထွက်လာကြတယ်တကြီးဟာဒေါ်စင်အိမ်မက်မှတ်ထားလားကျိုးအိမ်မက်ကိုအထင်မသိနဲ့တကြီးမိုးရတယ်လို့အိမ်မက်မှတ်ထားနဲ့မနဲ့လင်းတာနဲ့ရွာတာပဲခတ်တော့ခတ်နေပြီတကြီးဟာညှဉ်းညူလိုက်ပါတယ်သူကိုယ်တိုင်ကအိမ်မဲကြီးနဲ့မပတ်သက်ချင်းဒေါ်စိန်ထိုင်သွားတော့မိသွဲကထား၍အေးမေသမီးပါသွားတော့နောက်၄ယောက်ကြံသေးတယ်ကလေးမေတွေတတိထားကြဟိဟုတ်တယ်အခုကသွေးရသားရမဖြစ်နိုင်ဘူးတကြီးအိမ်မဲကြီးစီတော့သွားမေးတင်နေထင်တယ်တယောက်တစ်ပေါက်ပြောကြပြန်နေတကြီးကအချိန်တွေကိုကြည့်၍ဒေါ်စိန်ပြောတာဟုတ်မဟုတ်ဆိုတာထက်ကိုကလေးကိုဂယုစိုက်ကြပါအရေးအကြောင်းဆိုရွာကိုချက်ချင်းတတိပေးကြဟုတ်ပြီလားကျုပ်တို့ရွာတော့ကန်ဆိုးပြီးနဲ့တူအဲ့တကြီးရဲ့အိမ်မဲကြီးကတစီတရဲတို့ကိုတိတ်နိုင်တာတစီတရဲတွေကကလေးတွေရဲ့လိပ်ပြာကိုခေါ်မှကြောက်တယ်ရွာသားတယောက်ပြောတာကိုတကြီးကဘာပဲဖြစ်ဖြစ်တတိနဲ့နေကြငမိုးတို့ကလေးအကြောင်းတရင်ရရင်ချက်ချင်းလာပြောကြအားလုံးပြန်နိုင်ပြီရွာသားတွေလည်းတကြီးခွင့်ပြုချက်ရတော့ပြန်သွားပြီမဲ့မျက်နှာတွေကတော့တယောက်မှကောင်းခြင်းမရှိကြပါလေဤဒီကစာရေးဆရာမမော်အေဂရီရေးသားထားတဲ့ဒေမင်းကိုယ်စလဲဇလန်နဲ့ကလေးပြောက်တဲ့ညအခန်း1အခန်း2ကိုပူးတွဲတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်နောက်မှလည်းတစီနှစ်တန်ဇလန်နဲ့တမလွန်တို့ဇလန်တွေအခန်း3အခန်း4တို့ကိုလည်းဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်ကျွန်တော်နာမည်ရတာပါအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့မှလည်းပြန်လည်တွေ့ဆုံကြပါသေးတယ်ခင်ဗျာ